ရာသီဥတုပြောင်းလဲဆိုတော့နှာစီးချောင်းဆိုးဖြစ်နေကြပြီပေါ့ရော့နေရနှာစီးနေရဆိုတော့ဒီဆေးလေးတောက်လိုက်နေရချောင်းဆိုးနေရဆိုတော့ဒီဆေးတောက် ဟဲ့ဒီမှာဆေးရများလိုက်တာဟဲ့ဆေးလိုက်ကြာနာလား ငါဆေးရိုက်ကြီးမဟုတ်ပေမဲ့ဆေးရိုက်ကြီးရှိတဲ့နေရာကိုသိရလေအဲ့တော့အချိန်မီစောင့်ထားလို့ရတာပေါ့ ဟုတ်လားငါတို့လည်းအဲ့ဆေးတိုက်ကြီးဆိုတဲ့အကြောင်းပြောပြပါအောင် ကျန်းမာရေးအတွက်တနေရာထဲမှာအဆုံရတဲ့ဆေးဆိုင်မျိုးမှာဆေးဝယ်ခြင်းနေပြီလားဒါဆိုရင်တော့ဇီဝကကိုလှန်လာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အင်္ဂလိပ်ဆေးမြန်မာဆေးမျိုးစုံရတဲ့အပြင်မှာဆေးရုံဆေးကန်းအတွက်လိုအပ်တဲ့ပစ္စည်းကိရိယာတွေကိုပါတနေရာထဲမှာအလွယ်တကူဝယ်ရရှိနိုင်ပါပြီလက်ရှိရွှေမန်းမြေမှာဖွင့်လှစ်ထားတဲ့ဇီဝကဆိုင်ခွဲလိပ်စာလေးတွေကိုလည်းပြောပြပေးသွားပါမယ်ဆိုင်ခွဲ1လမ်း30 86လမ်းနဲ့89လမ်းကြားမန္တလေးမြို့ဆိုင်ခွဲ2လမ်း30 84လမ်းထောင်မန္တလေးမြို့ဆိုင်ခွဲ3မနော်ဟရီလမ်း110လမ်း62လမ်းနဲ့64လမ်းကြားမန္တလေးမြို့ဆိုင်ခွဲ4 38လမ်း88လမ်းနဲ့89လမ်းကြားမန္တလေးမြို့လိုပဲဖြစ်ပါရဲ့ရှင်